ဇလန်လေးရဲ့အစာမှာမင်းသမီးလေးဆိုဖီယာကကျောင်းကနေမော်ပင်ကြားနဲ့ပတ်သက်တဲ့အင်စာတစ်ခုရလာပါတယ်။အဲ့ဒါကတော့အရာဝတ္ထုတွေကိုပုံစံပြောင်းလဲတဲ့မော်အသက်ကိုတက်မြောက်အောင်သင်ယူဖို့ပါ။နောက်ဆုံးအပတ်မှာမော်ပင်ကြားဆောင်ဝေးခွဲရှိတာကြောင့်ဆိုဖီယာတယောက်အသက်အထန်ကြိုးစားပါတော့တယ်။အရာဝတ္ထုတွေကိုပုံစံပြောင်းလဲတဲ့မော်အသက်ကထင်တယ်လို့တော့မလွဲကူပါဘူး။ဆိုဖီယာကတော်ဝင်မော်ဆရာဆက်ရစ်စီမှာအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဆက်ရစ်ကတော့လူကောင်းမဟုတ်ပါဘူး။သူကဆိုဖီယာစီမှာရှိတဲ့အဲဗလော့အဆောင်မော်ဆွဲကျိုးကိုခိုးယူပြီးအန်ချန်စီယာတိုင်းပြည်ကိုတိမ့်ပိုက်ဖို့အမြဲကြံစီနေသူပါဆိုဖီယာကသူ့ကိုတပည့်အဖြစ်လက်ခံဖို့တောင်းပန်တဲ့အခါဆက်ဒရစ်ကလေဆွဲကိုခိုးဖို့အခွင့်အရေးရပြီဆိုပြီးသဘောတူလိုက်ပါတယ်တခြားတိုင်းပြည်ကဘရင်တစ်ပါးမက်ဂနက်ကသူ့တိုင်းပြည်ကကောင်းကြောအမြဲတမ်းပြောနေတဲ့သူမို့အန်ချန်စီယာတိုင်းပြည်ကိုအလဲလာတဲ့အခါခန်းနာစီဖို့ဘရင်ရိုလန်ကနန်းတော်ထိပ်မှာရှိတဲ့ရုပ်ထုတွေကိုလှပတဲ့ရွှေရောင်မြင်းပြန်ပုံစံထိအောင်ဆက်ဒရစ်ကိုဖန်တီးခိုက်ပါတယ်ဒါပေမဲ့ဆက်ဒရစ်ကိုသူ့ရဲ့အဖေမော်ဆရာကြီးလောက်မတော်ဘူးလို့ဘရင်ရိုလန်ကအမြဲပြောလေရှိပါတယ်။ဒါကြောင့်ဆက်ဒရစ်ကဘရင်ရိုလန်ရှေ့မှာဆိုရင်အမြဲတမ်းလွဲချော်တာပါတယ်။လှပတဲ့ရွှေရောင်မြင့်ပြန်ပုံစံမဖြစ်ဘဲရုပ်ထုကအတက်ဝင်သွားတာကြောင့်ဘရင်ရိုလန်ကဆက်ဒရစ်ကိုဆက်မလို့ခိုင်းတော့ပါဘူး။ဆိုဖီယာကဆက်ဒရစ်ရဲ့အလောက်ခန်းကိုတန်ရှင်းရေးလုပ်ရင်မော်ပညာသင်ယူပါတယ်။ဆက်ဒရစ်ကဆိုဖီယာကိုမော်ပညာရေးစတင်ပေးပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကတော့ဆိုဖီယာကိုစိတ်ရှုပ်အောင်လုပ်ပြီးဆွဲသီးကိုချွတ်ခိုင်းဖို့ပါ။ဆိုဖီယာကကြောက်ခဲကိုပက်တမအထိပြောင်းလဲရမယ့်မော်ပညာကိုဆက်ဒရစ်ကသူ့ကိုသင်ပေးပါတယ်။ဆက်ဒရစ်ရဲ့သင်ကြားပေးမှုကြောင့်ဆိုဖီယာကအရာဝတ္ထုတွေကိုပုံစံပြောင်းလဲတဲ့မော်အတက်ကိုတတ်မြောက်ခဲ့ပါတယ်။ဆိုဖီယာကဆက်ဒရစ်ရဲ့အလောက်ခန်းကိုတန်ရှင်းရေးလုပ်ရင်မတော်တဆမော်ဈေးရည်တစ်ခုကိုတိုက်မိပြီးဈေးရည်ကဆိုဖီယာကိုထိသွားတဲ့အခါဆိုဖီယာကအိမ်မြောင်လေးဖြစ်သွားပါတယ်။ဆက်ဒရစ်ကချက်ချင်းပဲမော်ကားတစ်ခုကိုရွတ်ပြီးဆိုဖီယာကိုကယ်တင်ခဲ့ပါတယ်။ဆိုဖီယာကတော့ဆက်ဒရစ်ကိုတကယ်ဆရာကောင်းတယောက်လိုလေးစားပြီးကြိုးစားနေတာကြောင့်ဆက်ဒရစ်တယောက်ဗျာများနေရပါတယ်။ဆက်ဒရစ်ကဆွဲသီးကိုခိုးဖို့အကြိမ်ကြိမ်ကြိုးစားပြီးမြဲဆိုဖီယာရဲ့ရိုးသားမှုနဲ့ကျင်နာမှုတွေကြောင့်သူ့နည်းနည်းစိတ်လှုပ်ရှားလာပါတယ်။ဆိုဖီယာကဆက်ဒရစ်ကိုသူ့မြင်မှုသမျှထဲမှာအတော်ဆုံးမော်ဆရာကြီးလိုချီးကျူးလိုက်တဲ့အခါတသက်လုံးအနေခံလာရတဲ့ဆက်ဒရစ်အသက်ပထမဆုံးအကျင့်အတိမပြုခံရတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့လောဘကရှိသေးတော့လေဆွဲကိုရဖို့အတွက်ကိုပြောက်မော်ဈေးရည်ကိုသုံးဖို့ပြင်ဆင်ပါတယ်။ဆက်ဒရစ်ကကိုပြောက်မော်ဈေးရည်ကိုဖော်ဆက်ပြီးမအောင်မြင်ခဲ့ပါဘူး။မော်စာအုပ်ထဲမှာအစိမ်းရာကြီးတစ်ခုကိုဆိုဖီယာကထပ်ပေးလိုက်တာကြောင့်ကိုပြောက်မော်ဈေးရည်အတွက်လိုအပ်နေတဲ့မော်ပစ္စည်းနှမျိုးကိုတွေ့ခဲ့တယ်။ဆက်ဒရစ်ကဆိုဖီယာရဲ့အကူအညီကြောင့်ကိုပြောက်မော်ဈေးရည်ကိုဖော်ဆက်နိုင်ခဲ့ပါတယ်။မော်ဈေးရည်ဖော်ဆက်တာအောင်မြင်သွားတော့ဆက်ဒရစ်ကပျော်နေတဲ့အချိန်မှာဆိုဖီယာကသူ့အတွက်လုပ်ပေးခဲ့တဲ့အရာကိုမြင်သွားတော့အံ့ဩသွားပါတယ်။အဲ့ဒီအချိန်ကဆက်ဒရစ်ရဲ့အဖေမော်ဆရာကြီးကရောက်လာပြီးမင်းကသူ့အဆောင်လဲဆွဲလေးကိုခိုးယူလိုက်မယ်ဆိုရင်သူဝမ်းနဲ့နီလီမဲလို့ပြောပြတယ်။ဒါပေမဲ့ဆက်ဒရစ်ရဲ့အမေမော်ဆရာမကတော့သူ့သားကိုဆိုဖီယာရဲ့အဆောင်လဲဆွဲကိုခိုးယူဖို့အားပေးအားမြောက်လုပ်ပါတယ်။အန်ချန်စီယာကိုအလဲလာတဲ့တခြားတိုင်းပြည်ကဘုရင်မက်ဂနက်ကသူ့ရဲ့ဆက်ဖို့မှုကဘလို့တော်ကြောင်းသူ့ရဲ့ပြားစာဆရာကဘလို့တော်ကြောင်းသူ့ရဲ့တော်ဝင်မော်ဆရာကဘလို့အစွမ်းထက်ကြောင်းကြွားဝါပြောဆိုပါတယ်။ဆိုဖီယာလည်းသူတို့ရဲ့တော်ဝင်မော်ဆရာဆက်တွေကအရန်တော်တယ်လို့ပြောပြပါတယ်။ဘုရင်မက်ဂနက်ကမနက်ဖြန်ညမှာဆက်တွေရဲ့မော်ပညာပြပွဲကိုကြည့်ကျင်တယ်လို့ပြောခဲ့ပါတယ်။မော်ပညာစာမွေးပွဲဖြစ်ရမယ့်နေ့မှာဆိုဖီယာကဆက်တွေတင်ပေးထားတဲ့အတိုင်းစူးစမ်းပါတယ်။ဆိုဖီယာကမော်ပညာစာမွေးပွဲကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပြီးဆရာခေတ်သူဆက်တွေကိုကြီးစုတင်စကားပြောပါတယ်။ဆိုဖီယာကဆက်တွေရဲ့မော်ပညာပြပွဲညမှာကူညီခဲ့ပါတယ်။ဒါပေမဲ့ဆက်တွေကဘရင်တွေရှေ့မှာအရင်စိတ်လှုပ်ရှားနေတာကြောင့်တလွဲတွေလုံမိပါတော့တယ်။အဲ့ဒီအချိန်မှာဆိုဖီယာကအကြံတစ်ခုရသွားပြီးဆက်တွေကအရင်စိတ်လှုပ်ရှားနေတာမို့ဆက်တွေကျွင်းကျင်တဲ့အရာတစ်ခုကိုလုတ်ခိုင်းဖို့ဆိုဖီယာကဆုံးဖြတ်လိုက်ပါတယ်။ဆိုဖီယာကမော်ဈေးရည်ကိုသူ့ကိုယ်ပေါ်လောင်းချလိုက်ပြီးအိမ်မြောင်လေးဖြစ်သွားပါတယ်။ဆက်တွေကချက်ချင်းပဲမော်ကားတာတစ်ခုကိုရွတ်ပြီးဆိုဖီယာကိုကယ်တင်ခဲ့ပါတယ်။ဆိုဖီယာကိုပြန်ကယ်တင်ပေးတာကြောင့်ဆက်တွေကိုအတော်ဆုံးမော်စကားတို့အားလုံးကချီးကျူးကြပါတယ်။ဆက်တွေကဆွဲသီးကိုခိုးဖို့စူးစမ်းရင်းနဲ့သူတို့နေရာကြားမှာရင်းနှီးတဲ့တန်ရောစင်တစ်ခုဖြစ်ပေါ်လာတာကိုပရိသတ်တွေမြင်ရပါမယ်။ဆက်တွေကဆွဲသီးကိုခိုးဖို့အခွင့်အရေးရဟိပြီးမြဲဆိုဖီယာကသူ့အပေါ်ထားတဲ့ယုံကြည်မှုကြောင့်နောက်ဆုံးမှာလက်လျှော့လိုက်ပါတယ်။ကိုပြောက်မော်ဈေးရည်ကိုသူ့ကိုယ်ပေါ်မလောင်ပဲယုံကလီကလိုဘာကိုပဲလောင်းလိုက်ပါတယ်။ဇလန်အဆုံးမှာဆက်တွေကလဲဆွဲကိုမရလိုက်ပါဘူး။ဒါပေမဲ့သူ့တစ်ခါမှမရဘူးတဲ့တငယ်ချင်းစစ်တယောက်ကိုရရှိသွားပါတယ်။ဆိုဖီယာလည်းသူ့ရဲ့ပထမဆုံးမော်သင်ခန်းစာကိုအောင်မြင်သွားပါတယ်။ဆက်တွေကတော့အခါထဲမှာသူ့ကြီးကွမ်းကိုငါဒီနေ့လဲဆွဲကိုမခိုးဖြစ်တာဘာမှမဖြစ်ဘူး။နောက်နေ့တွေလည်းရှိသေးတယ်လို့ပြောပြီးဇလန်လေးတီးသွားပါတယ်။နောက်ထပ်ဇလန်ကောင်းတွေကိုတင်ဆက်ပေးမှာမို့ Secret Movie Channel ကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။